အီဂျစ်မှာနတ်ဘုရားပေါင်း2000ကျော်တောင်ရှိရဆိုရင်ရောခင်ဗျားယုံနိုင်လားရှေးဟောင်းအီဂျစ်ယုံကြည်မှုအရနတ်ဘုရားနဲ့နတ်ဘုရားမှာစုစုပေါင်း2000ကျော်ရှိရလို့တမိုင်းပညာရှင်တွေကခန့်မှန်းထားကြပါတယ်ကျွန်တော်တို့စီကနတ်တွေထက်တောင်များနေပြီမြို့ရွာဒေသအလိုက်ကိုးကွယ်တဲ့နတ်ဘုရားတွေကွဲပြားသလိုအချိန်ကာလအလိုက်နာမည်နဲ့လုပ်ပိုင်ခွင့်တွေလည်းပြောင်းလဲတတ်ပါတယ်ဒါပေမဲ့တနိုင်ငံလုံးအတိုင်းအတာအနေနဲ့နာမည်အကြီးဆုံးနဲ့အရေးပါဆုံးနတ်ဘုရားတွေကိုတော့အခုလိုလေ့လာနိုင်ပါတယ်အဓိကအီဂျစ်နတ်ဘုရားတွေအနေနဲ့ပထမဆုံးနတ်ဘုရားကတော့ရာလို့ခေါ်တဲ့နေနတ်ဘုရားဖြစ်ပြီးအီဂျစ်နတ်ဘုရားတွေထဲမှာအရေးပါဆုံးနတ်ဘုရားအဖြစ်သတ်မှတ်ကြပါတယ်။ဒီကင်းဘက်မှာကောင်းကင်ရောင်လှေနဲ့ဖြတ်တန်းပြီးညဘက်မြေအောက်ကဘာမှာမွေကြီးတွေနဲ့တိုက်ခိုက်တယ်လို့ယုံကြည်ကြပါတယ်။တင်ဂီရအနေနဲ့တင်းငတ်ကောင်းပေါ်မှာနေလုံးတင်ထားတဲ့ပုံတွေနဲ့တွေ့ရတတ်ပါတယ်။နောက်ထပ်နတ်ဘုရားကတော့ Osiris တမလွန်လောကနဲ့ရှင်ပြန်ထမြောက်ခြင်းကိုအစိုးရတဲ့နတ်ဘုရားဖြစ်ပါတယ်။မမ်မီရုပ်လောင်းပုံအဖြူရောင်အဝတ်ပတ်ထားပြီးလက်နှစ်ဖက်ကိုရင်ဘတ်မှာရှက်ထားတဲ့ပုံစံနဲ့တွေ့ရလိမ့်ရှိပါတယ်။ဒါကတော့နတ်ဘုရားမှာ Artis ပေါ်ပညာမိခင်မြတ်တာနဲ့ကုသခြင်းဆိုင်ရာနတ်ဘုရားမှာဖြစ်ပါတယ်။ Osiris ရဲ့ဇနီးဖြစ်ပြီးအီဂျစ်သမိုင်းမှာချစ်ခံရဆုံးနဲ့ကိုးကွယ်မှုအများဆုံးနတ်ဘုရားမှာဖြစ်ပါတယ်။ Horus လို့ခေါ်တဲ့နတ်ဘုရားတစ်ပါးရှိပါသေးတယ်။ကောင်းကင်နဲ့ဖာရိုဘီယံတွေကိုစောင့်ရှောက်တဲ့နတ်ဘုရားဖြစ်ပါတယ်။ Osiris နဲ့ Isis တို့ရဲ့သားတော်ကြီးဖြစ်ပြီးကိန်းငတ်ကောင်းတဲ့လူကိုယ်ရဲ့ပုံစံမျိုးပုံဖော်လေးရှိပါတယ်။ Ios Hawa လို့နာမည်ပေးထားကြပြီးသူ့ရဲ့မျက်လုံးဟာအကာအကွယ်ပေးတဲ့သင်္ကေတအဖြစ်အလွန်နာမည်ကြီးပါတယ်။ Anubis ဆိုတဲ့နတ်ဘုရားကတော့တင်မင်းတမန်နတ်ဘုရားဖြစ်ပါတယ်။တည်ဆုံးသူတွေကိုတမလွန်လောကစီလမ်းပြခေါ်ဆောင်ပေးရပြီးနှလုံးသားကိုအမှန်တရားရဲ့မှတ်မွေးနဲ့ချိန်ဝင်ရှာညှိရမှာကြီးကြပ်သူဖြစ်ပါတယ်။မြေခွေးကောင်းပုံစံနဲ့ဖော်ပြလေးရှိပါတယ်။အခုလောက်ဆိုအီဂျစ်တွေရဲ့နတ်ဘုရားတွေပေါ်ယုံကြည်မှုအကြောင်းကိုသိသွားလောက်မယ်လို့ထင်မိပါတယ်။ခင်ဗျားတို့သိထားတဲ့အီဂျစ်နတ်ဘုရားတွေရှိသေးရင်လည်း comment မှာဝင်ရောက်ဆွေးနွေးသွားပေးလို့ရပါတယ်။ဗီဒီယိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။